အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့အမုံရှိုး YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ Castaway ဆိုတဲ့ရုပ်ရှင်ကားလေးကိုတင်ဆက်ပေးသွားမှာပါဇလန်းအစမှာတော့ Fattest Parcel တစ်ခုကိုလူတစ်ယောက်စီပို့ပေးနေတာကိုတွေ့ရမှာပါအဲ့ဒီ parcel ထုတ်ပေါ်မှာခေါင်းခင်တမန်အတောင်ပန်ပုံစတစ်ကာလေးကတ်ထားပါတယ် parcel လက်ခံရရှိတဲ့သူကတော့ဒါကသူ့ဇနီးစီကပို့တာလို့ဖြုံနေပြီမယ်သူကတခြားမိန်းကလေးတစ်ယောက်နဲ့ရှိနေတာပါစစ်ကြည့်ရရင်တော့ကျွန်တော်တို့ရဲ့ဇလိုက်ကျော်ချက်ခါ Fattest မှာစနေပိုင်းဆိုင်ရာလေးလာဆန်းစီအမှုဆောင်အရာရှိအဖြစ်အလုပ်လုပ်နေတာထက်ပါတယ်ချက်ခါသူ့အလုပ်ကိုအရန်လေးနဲ့ထားတယ်သူပါကဘာအနက်လေးပတ်သွားလာနေရပြီးအခုလောလောဆယ်မှာတော့ရုရှားနိုင်ငံမှာအလုပ်တွေပိုပြီးထိရောက်အောင်လှုပ်ဆောင်ပေးနေတာပါအဲ့ဒီလိုလုပ်ဖို့အတွက်သူကအမေရိကကမန်ဖစ်တန်နေရုရှားကနေကိုလာမှာရှိတဲ့အိမ်ဒီအိမ်စီကိုသူ့ဘာသာသူပါစစ်တစ်ခုပို့လိုက်ပါတယ်အဲ့ဒီအိမ်ကခလီလေးက Fattest ပါစစ်ထုတ်ကိုထဲပြီး Fattest ရုံးစီပြေးလာပြီး check စီလာပေးပါတယ်ချက်ကပါစစ်ထုတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာနာရီတစ်လုံးပါလာတာကိုတွေ့ရပါတယ်အဲ့ဒီနာရီကတုံညာကနေစမှတ်ထားတာဖြစ်ပြီးသူရှိတဲ့နေရာကိုရောက်လာတဲ့အချိန်မှာတော့89နာရီ20မိနစ်နဲ့18စက္ကန့်ရှိနေပါပြီချက်ခဲ့စံနှုန်းရတော့ပါဆယ်တစ်ခုကပိုင်ရှင်းစီရောက်ကုန်89နာရီကြာတယ်ဆိုတာလက်ခံနိုင်စရာမရှိပါဘူးအခုကြည့်ရတဲ့လောက်တော့ check Nolan ဆိုတဲ့ဒီလူကြီးကအချိန်စရာနဲ့အလုပ်ပြီးစီရမယ့်အချိန်တွေကိုအရင်တကြတယ်သူပါပါဆယ်တွေကိုပိုင်ရှင်းတွေစီအချိန်မီရပ်အောင်ပို့ပေးဖို့ဆိုတာသူ့အတွက်တော့တကယ့်ကိုအရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့ကိုရေးကိုတာဘဝမှာရှုပ်ထွေးမှုတွေရှိနေပေမဲ့လည်းသူ့ရဲ့ချစ်သူကယ်လီနဲ့တော့ရေရှည်လက်တွဲနိုင်အောင်ကြိုးစားနေပါတယ်ချက်ခါရုရှားကနေကယ်လီစီဖုန်းဆက်ပြီးနောက်18နာရီလောက်ဆိုရင် Memphis ကအင်ကိုပြန်ရောက်မယ်လို့ပြောလိုက်ပါတယ်အဲ့ဒီနောက်ချက်ခါ US ကိုပြန်ရောက်လာပြီးကယ်လီနဲ့တွေ့ကြပါတယ်သူတို့နှစ်ယောက်ကတကယ်ကိုချစ်သူပြီးအရန်ကိုချစ်ကြတာပါပြီးတော့သူတို့နှစ်ယောက်ကနိုးနားမိသားစုရဲ့ Christmas ညစားစားပွဲကိုတွားကြပါတယ်အဲ့ဒီမှာချက်ရဲ့ Esco ကသူတို့နှစ်ယောက်ဘယ်တော့လက်ထပ်ကြမှလဲဆိုပြီးမေးလာပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်စလုံးကရေမောပြီးတော့ပဲအဖြေကိုရှောင်လွယ်လိုက်ကြပါတယ်ချက်ခါအစားစားနေရင်တွားကြိုက်လာတာကြောင့်တွားဆရာဝန်နဲ့ကြားဖူးလိုနေပြီဆိုတာသိလိုက်ရပါတယ်အဲ့ဒီချိန်မှာပဲကယ်လီကကြည့်နေတော့မှသူ့ရဲ့ပေဂျာကမြည်လာပါတယ်သူတို့တယောက်ကိုတယောက်ကြည့်လိုက်ကြပြီးကယ်လီကတော့ဘာဖြစ်နေလဲဆိုတာချက်ချင်းသိလိုက်ပါတယ်အားလည်းရဖြစ်နေပေမဲ့လည်းချက်ခါအလုပ်ကိစ္စကြောင့်ပြန်သွားရတော့မှာပါချက်ခါသူ့အလုပ်အပေါ်ဘလောက်အထိအလေးထားလဲဆိုတာသိတဲ့အတွက်သူသွားဖို့ပဲပြင်ဆင်လိုက်ပါတယ်ကယ်လီကလည်းဒါကိုလက်ခံလိုက်ပြီးနှစ်တိကူမဲ့တိုင်ခံတော့အိမ်ပြန်လာဖို့တောင်းဆိုလိုက်ရချက်ခါလည်းသဘောတူလိုက်ပါတယ်လီစီမှာတော့ကယ်လီကချက်ကိုခရစ်စမတ်လက်ဆောင်အဖြစ်မိသားစုအမွေအနှစ်ဖြစ်တဲ့ရှေးရောက်နိုင်လီတစ်လုံးပေးလိုက်ပါတယ်ချက်ခါကယ်လီရဲ့လက်ဆောင်ကြောင့်တော်တော်လေးစိတ်လှုပ်ရှားသွားပြီးမသွားခင်မှာပဲသူကလည်းဒေတာလေးတစ်လုံးပြန်ပေးခဲ့ပါတယ်အဲ့ဒီဒေတာလေးထဲမှာလက်စွပ်ပါမယ်လို့ကယ်လီကယုံကြည်နေလာပါချက်ခါသူပြန်ရောက်လာတဲ့နှစ်တကူညာကြမှာအတူတူဖွင့်ကြမယ်လို့ပြောပြီးလီရင်ပေါ်တက်သွားပါတယ်အဲ့ဒီနောက်ချက်ခါဟာလီရင်နဲ့ဖွဲသားလေးရောက်နေတဲ့အတူမလေးရှားနိုင်မယ်စီပြန်ထမ်းလာခဲ့ပါတယ်ပြန်ထမ်းနေတော့နာရီအနည်းငယ်ကြာမှာတော့သူတို့မုံတိုင်းတစ်ခုနဲ့တိုးပါတော့တယ်လေရင်မှုတွေကရေဒီယိုအဆက်အသွယ်တွေပြတ်တောက်နေပြီလို့ချက်ကြားလိုက်ရပြီးအဲ့ဒီနောက်မှာတော့လေရင်ထဲမှာတစ်ခုခုပေါက်ကွဲသွားပြီးလေရင်ကပြင်းပြင်းထန်ထန်တွန်းခါလာပါတယ်လေရင်ကထိန်းချုပ်မရတော့ပဲချစ်လာပြီးလေရင်မှုကချက်ကိုထိုင်ခုံမှာသွားထိုင်ဖို့ကြိုးစားရင်ခေါင်းနဲ့တစ်ခုခုနဲ့စောင့်မိပြီးတန်ရာပြင်းထန်ရသွားပါတယ်ချက်ခါစမုတ်တရားကြီးပြင်ကြီးကတဖြည်းဖြည်းနီးကပ်လာတာကိုမြင်လိုက်ရပြီးလေရင်ဟာ Pacific စမုတ်တရားထဲကိုပြတ်ကျသွားပါတော့တယ်လေရင်ထဲမှာရေတွေဝင်လာပြီးမကြခင်မှာပဲချက်ခါရေနစ်တော်မလို့ထိလာပါတယ်သူကလေရင်မှုတယောက်ပေးထားတဲ့အရေးပေါ်လေးဖောင်းလေးကိုအသုံးပြုလိုက်ပါတယ်အဲ့ဒီလေရဲ့အကူအညီနဲ့ချက်တယောက်ရေးပေါ်လာနိုင်ခဲ့ပါတယ်ဒါပေမဲ့ယာတီဥသူကအရန်ဆိုးရနေပြီးစမုတ်တရားလိုင်းကြီးတွေကသူ့ကိုလာရိုက်ခံနေပါတယ်ချက်ကတော့တေမင်းနဲ့ရင်ဆိုင်နေရတဲ့အခြေအနေပါပဲကန်ကန်ထောက်မှစွာနဲ့ပဲချက်ကအသက်ရှင်ကြံရစ်ခဲ့ပြီးလူသူမရှိတဲ့ကျွန်းပေါ်ကိုရောက်သွားပါတယ်အရေးပေါ်လေးကချက်ကိုအဲ့ဒီကျွန်းပေါ်ရောက်အောင်မနေသေးဆောင်လာပြီးခဲ့တာပါချက်ကလေးပေါ်တာဆင်းလိုက်တဲ့အခါသူ့ရဲ့နာရီကသူ့စီမှာရှိနေသေးတာကိုတွေ့ရပါတယ်ကန်းချီကိုမျောပါလာတဲ့ Fattest Parcel တို့အချို့ကိုလည်းသူတွေ့လိုက်ရပါတယ်သူကအဲ့ဒီ parcel ထုတ်လေးကိုကောက်လိုက်ပြီးပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါမိုင်ပေါင်းများစွာအထိတခြားကျွန်းလည်းမရှိပဲသူတယောက်တည်းဖြစ်နေတာကိုသိလိုက်ရပါတယ်သူကဖြတ်သွားဖြတ်လာလေးရင်တွေတတိထားမိအောင်မြေကြီးပေါ်မှာအကူအညီတောင်းတဲ့ head စားသားကိုရေးလိုက်ပါတယ်ကယ်လီပေးထားတဲ့နာရီကိုကြည့်ရင်လည်းကျွန်းပေါ်ကသူ့ရဲ့ပထမဆုံးနေ့ကကုံဆုံးသွားပါတယ်နောက်တစ်နေ့မှာတော့သူကနောက်ထပ် parcel ထုတ်ချုပ်ကိုထပ်တွေ့ပါတယ်ကျွန်းပေါ်မှာရှိတဲ့အုံထီးတွေကိုရှာဖွေပြီးသူ့ရဲ့ရင်ငတ်မှုကိုဖြီးဖြောက်လိုက်ပါတယ်သူကကျွန်းကိုဆက်ပြီးလိလာရဲနဲ့ကူတစ်ခုကိုတွေ့သွားပါတယ်အခြေအနေဒီကိုပုံမြင်ရအောင်ကျွန်းရဲ့အမြင့်ဆုံးနေရာကိုသူတက်ကြည့်လိုက်ပါတယ်အပေါ်ကနေကြည့်လိုက်တဲ့အခါရေထဲမှာတစ်ခုခုရှိနေတာကိုမြင်လိုက်ရပြီးအញ្ញံပဲဆင်းကြည့်လိုက်တဲ့အခါအံ့ဩသွားတာကတော့သူ့ကိုကယ်ပိုးရှူစားခဲ့တဲ့လီရင်မူရဲ့အလောင်းထင်နေတာပါချက်ခါမြင်ချင်းတူပြီးလီရင်မူရဲ့အလောင်းကိုမြုပ်နှံပေးလိုက်ပါတယ်သူ့ကိုကယ်တင်ထိုးရှူစားခဲ့တဲ့သူကိုကောင်းကောင်းမွန်မွန်တင်ယူပေးလိုက်တာပါအကြခင်မှာပဲကျွန်းပေါ်ကနေဘယ်မှမထန်နိုင်တဲ့သူ့ရဲ့ဒုတိယမြောက်နေ့ကလည်းအကုန်ဆုံးသွားပြန်ပါတယ်ညဘက်မှာတော့သူကနိုင်ထဲမှာရှိတဲ့ကယ်လီရဲ့တဖုံလေးကိုပဲကြည့်နေပါတယ်တတိယညမှာတော့ကျွန်းနဲ့အဝေးကြီးမှာရှိတဲ့တင်ပေါ်တစီးကိုသူလမ်းမြင်လိုက်ရပါတယ်သူအော်ဟစ်အကူကြီးတောင်းပေမဲ့အတန်ကတင်ပေါ်စီရောက်ဖို့အရင်ဝေလို့နေပါတယ်။ဒါနဲ့တက်ဖုန်လေးလည်းအချက်ပြကြည့်ပေမဲ့ဘာမှထူမလာပါဘူး။အသက်ရှင်ဖို့တဲ့ချက်ကသူ့ပစ္စည်းတွေကိုထုတ်ပြီးပျက်စီးနေတဲ့လီဖောင်းလေးနဲ့တင်ပေါ်စီရောက်အောင်သွားဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့ဒီရေကအရန်ကျန်လွန်းတာကြောင့်သူကရေထဲကိုပြန်လွန်ကျသွားပါလေ။တန်ခါကြောက်တန်းနဲ့တိုင်းနေပြီးသူ့ခြေထောက်မှာတန်ရာရောက်သွားတာကြောင့်နာကျင်လွန်းလို့အော်ဟင်းနေပါလေ။စိတ်တချနေတဲ့ချက်ကကျွန်းတော်ကိုပဲပြန်လာခဲ့ပြီးမိုးလီကလည်းစဲစဲနေရွာချလာပါလေ။
မိုးကိုတွေးအတွက်လွန်ခဲ့တဲ့ရက်အနေနဲ့ကသူတွေ့ထားတဲ့ကိုထေကိုဝင်လိုက်ပါလေကိုထေမှာတော့ချက်ကရေရှိကြောင်းလေးတစ်ခုကိုတွေ့ပြီးအဲ့ဒီကနေရေးဆောက်လိုက်ပါလေတနည်းကုန်ပြင်မနေလာကြောင်းချက်ကအိပ်ပျော်သွားပြီးတနည်းချက်ဖုံလေးကလည်းအားကုန်သွားပါတော့လေနောက်တနည်းမှာတော့အသုံးဝင်မဲ့အရာတွေပါလာမလားဆိုပြီးပါဆက်ထုတ်တွေကိုဖွင့်ကြည့်ပါလေပါဆက်ထုတ်တစ်ခုချိန်မှာတော့ပေါ်ကြီးပေါ်တလုံးကိုတွေ့ရပါလေနောက်ပြီး skip နဲ့တဆုံနဲ့ဝက်ဆုံတစ်ခုကိုလည်းတွေ့ပါလေ skip နဲ့ရဲ့အကူအညီနဲ့အခုဆိုရင်သူ့အုံတီးလေးကိုအလွယ်တကူခွဲနိုင်တော့ပါပြီအဲ့ဒီဝက်ဆုံကိုတော့ငါးလေးတွေဖန်ဖို့တဲ့အသုံးပြုပါလေကောင်းကင်တမန်ပုံစတစ်ကာပါတဲ့ဘာစစ်ထုတ်လွယ်လို့ဂျာနဲ့ဘာစစ်ထုတ်အားလုံးကိုသူဖွင့်လိုက်ပါတယ်အဲ့ဒီဘာစစ်ထုတ်ကိုတော့သူအသက်ရှင်နေထိုင်ဖို့နဲ့ပိုင်ရှင်စီအရောက်ပို့ပေးမယ်ဆိုတဲ့စိတ်သက်ခွန်အားရအောင်မဖွင့်ပဲတင်ထားလိုက်ပါတယ်နောက်ဆုံးမှာတော့သူကတဲလီတစ်လုံးဆောက်လိုက်ပြီးမိမွေဖို့စူးစမ်းပါတယ်နိုင်ပေါင်းများစွာစူးစမ်းပြီးမြမအောင်ငင်ခဲ့ပါဘူးသူ့လက်မှာလည်းတန်ရရသွားတာကြောင့်နောက်ဆုံးမှာတော့သူစိတ်သက်တွေအကုန်ဖြစ်စည်းသွားပါတယ်သူရှိကမြင်သမျှအရာတွေကိုပစ်ပေါက်ပြီးအကျဲကြီးအော်ဟစ်လိုက်ပါတော့တယ်မိနစ်အနည်းငယ်ကြာပြီးနောက်မှာတော့ဗော်လီဘောလုံးပေါ်မှာသူ့ရဲ့သွေးတွေပင်းရဲ့လက်ပွေရကိုတွေ့လိုက်ရပါတယ်ချက်ကအဲ့ဒီဗော်လီဘောလုံးပေါ်မှာမျက်နှာပုံစံလေးလုပ်လိုက်ပြီးသူတယောက်တည်းမဟုတ်ဘူးလို့ခံစားရအောင်သူရှိမှချထားလိုက်ပါတယ်သူကအဲ့ဒီဘောလုံးကိုစကားတွေစပြောနေပြီးခဏကြာမှတော့နောက်ဆုံးမှမီးမွေးနိုင်သွားပါတယ်ချက်ကအယမ်းပျော်သွားပြီးမီးပုံဘေးမှာကခွန်နေပါတော့တယ်နောက်ဆုံးတော့သူအကောင်းမြင်နိုင်စရာခုရှိလာခဲ့ပြီပေါ့သူကမီးပုံပေါ်မှာကနန်းတကောင်ကိုချက်စားပြီးဘောလုံးကိုစကားပြောရင်းစားနေပါတယ်အဲ့ဒီဘောလုံးကိုဝစ်စင်ကုမ္ပဏီကထုတ်လုပ်တာဖြစ်လို့သူကဝစ်စင်လို့နာမည်ပေးလိုက်ပါတယ်နောက်တနေ့မှာတော့သူ့ရဲ့သွားကအယမ်းကိုနားကျင်လာပါတယ်သူကစကိတ်ဖနက်နဲ့ကြောက်ခဲကိုတုံးပြီးသူ့ရဲ့သွားကိုထုတ်ပစ်လိုက်ပြီးမြဲအဲ့ဒီလုပ်ငန်းစင်မှာပဲတတိလစ်သွားပါတော့တယ်ဒီကျွန်းပေါ်မှာချက်တယောက်ပိတ်မိနေခဲ့တာအခုဆိုရင်၄နှစ်တောင်ရှိသွားပါပြီချက်ရဲ့ရုပ်ရည်ကလည်းလုံငင်းတဲ့၄နှစ်ကနဲ့လုံးဝကိုမတူတော့တာပါသူ့ရဲ့စပင်းတွင်းနဲ့မုတ်စိန်ငွေတွေကအရှိကြီးဖင်နေခဲ့တယ်လို့ဝစ်စင်လေးကလည်းအတော်လေးကိုပြောင်းလဲသွားခဲ့ပါတယ်ကျွန်းပေါ်မှာကုန်းဆုံးခဲ့တဲ့အချိန်တွေတစ်လျှောက်လုံးမှာဝစ်စင်လေးကသူ့ဘဝရဲ့အရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာခဲ့တယ်လို့သူ့ကိုဆက်လက်ရှင်သန်နိုင်ဖို့အတွက်လည်းတွန်းအားတစ်ခုဖြစ်စေခဲ့တာပါဒီနေ့မှာတော့သူကအခုတည်းပဲအိပ်ပျော်နေတော့အတန်းတစ်ခုကြားလို့အပြင်ထွင်ကြည့်တဲ့အခါပလတ်စတစ်တကားချက်အကျိုးဘက်တစ်ခုကိုတွေ့တာနဲ့အဲ့ဒါကိုယူလာခဲ့ပါတယ်ချက်ကဒီတကားချက်အကျိုးဘက်လေးကိုကြည့်ပြီးဒါကိုဘာအတွက်သုံးလို့ရမလဲဆိုတာစဉ်းစားနေခဲ့ပါတယ်နောက်ဆုံးမှာတော့ဒါကိုဘယ်လိုအသုံးချရမလဲဆိုတဲ့အကြံတစ်ခုရသွားခဲ့တာပါချက်ကအချင်းတွေတော်ချက်ဖို့အတွက်လာဆင့်ပြက်ကတင်ဇီယာတစ်ခုကိုလည်းဖန်တီးထားပါတယ်အခုကဖေဖော်ဝါရီလထဲရောက်နေပြီထပြီးလာမယ့်ဧပြီလမှာပင်လယ်လိုင်းတွေကသူတို့ဘက်မှာရှိနေမှာမို့အဲ့ဒီအချိန်ကြာရင်ဒီကျွန်းကနေထပ်သွားကြမယ်လို့ဝစ်စင်ကိုပြောပြနေခဲ့ပါတယ်ချက်ကနောက်ထပ်2လအကြာမှာဒီကျွန်းကနေထပ်သွားဖို့စီစဉ်ထားတာပါဒါကြောင့်ချက်ကကျွန်းကနေထပ်သွားဖို့အတွက်တစ်သားဖောင်တစ်ခုကိုစတင်ပြင်ဆင်ပါတော့တယ်ထိတ်ခေါက်တွေကိုတုံးပြီးကြိုးတွေလှုပ်တယ်လို့အဲ့ဒီကြိုးတွေနဲ့ပဲတစ်သားတွေကိုအတူတူတွဲပြီးချီနှောင်ခဲ့ပါတယ်အဲ့ဒီကြိုးတွေကုန်းသွားတဲ့အခါမှာတော့ကဆက်ခွဲတဲ့ကကြိုးတွေကိုတုံးပြီးတစ်သားတွေကိုဆက်ချီခဲ့ပါတယ်ဒါပေမဲ့သူကကြိုးတွေထပ်လို့အနီးသေးတာပါဒါကြောင့်ဖောင်ထွက်လို့အပ်တဲ့ကြိုးတွေထပ်ရဖို့ကျွန်းရဲ့အမြင့်ဆုံးနေရာကိုတက်သွားခဲ့ပါတယ်ဒီနေရာမှာတော့လုံလက်တဲ့လိမ့်နဲ့အတွင်မှာချက်တယောက်သူ့ဘဝကိုလက်လျှော်ပြီးကိုအဆုံးစီရင်ဖို့အထီတောင်ကြံစည်ခဲ့ဖို့တာကိုတွေ့လာရပါတယ်ဒါပေမဲ့သူကအဲ့ဒီလိုမလုပ်ခဲ့ပါဘူးအခုဆိုရင်သူကကြိုးတွေကိုအတုံးပြပြီးပလတ်စတစ်ချက်ကိုဖောင်မှာတက်ဆင်လိုက်တာကြောင့်ဒီဖောင်ကလီယူတာအတိုင်းရွက်လွတ်နိုင်ထွားခဲ့ပါပြီနောက်ဆုံးမှတော့ထွက်ခွာရမယ့်အချိန်ကိုရောက်လာခဲ့ပါတယ်ချက်ကဝစ်စင်နဲ့အတူဖောင်ပေါ်မတက်ခင်မှာကြောက်ဆောင်ပေါ်မှာစားတဆောင်ရေးခဲ့ပါတယ်သူကပြင်းထန်တဲ့လိုင်းလုံးတွေကြားကနေလွတ်မြောက်ဖို့အတွက်ဖောင်ကိုအားကုန်လောက်ခတ်ခဲ့ပါတယ်လိုင်းလုံးကြီးတွေကိုအန်တူရင်းနဲ့ဖောင်လေးနဲ့မတွားအောင်သူကထိမ့်သိမ်းနိုင်ခဲ့တာပါချက်ကအခက်ခဲအားလုံးကိုကြော်ဖြတ်နိုင်ပြီလို့ထင်နေခဲ့ပါတယ်သူကအရန်ကိုပျော်ရွှင်နေတယ်လို့အင်းပြန်ရောက်တော့မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ဖောင်ပေါ်မှာရက်ပေါင်းမစွာဖြတ်တန်းခဲ့ပါတယ်ဒါပေမဲ့သူ့စီကိုနောက်ထပ်အခက်ခဲတွေလာနေအောင်မဲ့ဆိုတာကိုတော့သူမသိခဲ့ပါဘူးသူမှတောက်စရာရေမရှိသလိုစားစရာအစားလည်းမရှိတော့ပါဘူးဒါကြောင့်ဖောင်ပေါ်မှာစူးမီတွေမိုးရေကိုတောက်ပြီးငါးဖမ်းစားရင်အသက်ဆက်ခဲ့ရပါတယ်အဲ့ဒီနောက်တညမှာတော့မိုးတွေအရန်သေးထန်းစွာရွာသွန်းလာခဲ့ပြီးချက်ကသူ့အသက်ကိုမနှဲလူပြီးဖောင်ကိုမြဲမြဲကိုက်ထားခဲ့ရပါတယ်မုန်တိုင်းညင်သွားတဲ့အခါမှာတော့ဖောင်ကအတော်လေးဖြစ်စည်းသွားခဲ့တယ်လို့ဝစ်စင်ကိုလည်းရှာမတွေ့တော့ပါဘူးလိန်နဲ့ကြော်ကြအောင်သူ့ရဲ့တူတဲ့တော့တငယ်ချင်းချစ်ခဲ့တဲ့ဒီဘောလုံးလေးတွေသူကအော်ဟစ်ငိုကြွေးနေခဲ့ပါတယ်ချက်တယောက်အရန်ကိုထိတ်လန့်သွားခဲ့ပြီးနောက်ဆုံးမှာတော့ဖောင်နဲ့နည်းနည်းဝေးတဲ့နေရာမှာမျောနေတဲ့ဝစ်စင်ကိုတွေ့လိုက်ရပါတယ်သူကဝစ်စင်ကိုကယ်ဖို့အတွက်ရေထဲကိုခုန်ဆင်းသွားခဲ့ပါတယ်လက်တစ်ဖက်ကဝစ်စင်စီကိုလွှားနေသလိုနောက်လက်တစ်ဖက်ကလည်းဖောင်ကိုမြဲမြဲကင်ထားဖို့ကြိုးစားနေခဲ့တာပါဖောင်နဲ့ချီထားတဲ့ကြိုးကသူ့လက်ထဲကနေလွတ်သွားတာကြောင့်ချက်ကအဲ့ဒီကြိုးကိုပြန်ဆွဲဖို့အတွက်ရက်လိုက်ရပါတယ်ဒါပေမဲ့အဲ့ဒီအချိန်အတွင်းမှာပဲဝစ်စင်လေးကချက်နဲ့ပိုးဝေးတဲ့နေရာကိုမျောပါသွားခဲ့ပါပြီသူကအသေးအတန်ကြိုးစားခဲ့ပြီးမဲ့ဝစ်စင်စီကိုမရောက်နိုင်တော့ပါဘူးနောက်ဆုံးမှာတော့ချက်ကသူ့ကိုပြန်ရဖို့မျောလင်းချက်ကုန်သွားခဲ့ပြီးလင်းနဲ့လုံးကျွန်းပေါ်မှာရှိခဲ့တဲ့တူးတဲ့စောက်တင်ငယ်ချင်းလေးကိုဆုံးရှုံးလိုက်ရတာကြောင့်နာကျင်စွာနဲ့အော်ဟစ်ကိုကြွေးပါတော့တဲ့ဝစ်စင်လေးပျောက်ဆုံးသွားသလိုဖောင်ကလည်းပျက်စီးနေတဲ့အကြောင်းချက်အတွက်ဘာမျောလင်းချက်မှမရှိတော့သလိုပါပဲချက်ကဖျားနာသွားပြီးအင်အားတောင်မရှိတော့ပါဘူးအဲ့ဒီအချိန်မှာဝေလငါးခီတကောင်ကသူ့အပေါကိုရေတွေမှုတ်ထုတ်လိုက်သလိုတင်ပေါ်တစီဖြတ်သွားတာကိုလည်းတွေ့လိုက်ရပါတယ်ချက်ကနောက်ဆုံးမှမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါကုန်တင်ပေါ်ကြီးတစီဖြတ်သွားတာကိုမြင်လိုက်ရတာပါဒုက္ခမျိုးစုံနဲ့ကန်းဆိုးမှုတွေကိုခန်းစားခဲ့ရပြီးတဲ့နောက်မှာတော့ချက်တင်နောက်ဆုံးမှကဲတင်ချင်းခံလိုက်ရပါပြီလေးပတ်လောက်ကြာပြီးတဲ့နောက်မှာတော့ချက်ကသူ့ရဲ့မိသားစုနဲ့ကယ်လီစီကိုပြန်ဖို့အတွက်လေရင်လက်ထွက်ခွာလာခဲ့ပါတယ်သူ့ရဲ့တငယ်ချင်းတွေကတော့လူတိုင်းကသူတေးပြီလို့ထင်နေကြတာကြောင့်သူ့အတွက်နားရည်တောင်လုတ်ခဲ့ကြတယ်လို့ပြောပြကြပါတယ်လေရင်ဆင်းပြီးတဲ့နောက်မှာတော့သူမမှတ်မိတဲ့လူတယောက်
နဲ့တွေ့ခဲ့ရပါတယ်။အဲ့ဒီလူကသူ့ကိုယ်သူကယ်လီရဲ့ခင်မွန်ပါလို့မိတ်ဆက်လိုက်ပါတယ်။ကယ်လီကချက်ကိုတွေးဖို့အတွက်စိတ်လှုပ်ရှားနေပြီးဝေခွဲမရဖြစ်နေလားကိုလည်းသူကရှင်းပြဖို့စူးစမ်းခဲ့ပါတယ်။ချက်ကတော့ဘာပြောရမှန်းဘာလို့ရမှန်းမသိပဲတိတ်တိလေးပဲနေခဲ့ပါတယ်။လေးနှစ်ကျော်ကြာကျွန်းပေါ်မှာအသက်ရှင်ဖို့စူးစမ်းနေချိန်တစ်လျှောက်လုံးသူအမြဲတမ်းတွေးတောလွမ်းဆခဲ့ရတဲ့သူရဲ့တူတဲ့တော့ချက်သူကအခုတော့တခြားတစ်ယောက်နဲ့လက်ထပ်သွားခဲ့ပါပြီ။သူရဲ့တငယ်ချင်းတွေနဲ့မိသားစုဝင်တွေကသူပြန်လဲလွတ်မြောက်လာတဲ့အတွက်ဂုဏ်ပြုပွဲတစ်ခုလုပ်ပေးခဲ့ကြပါတယ်။လူတွေအားလုံးပြန်သွားတဲ့အခါမှာတော့ချက်ကပိုစွန်ထုတ်ကြီးတစ်ထုပ်ကိုကြည့်ပြီးကျွန်းပေါ်မှာတော့ကသူစားခဲ့ရတဲ့ကနန်းတွေကိုတတိယသွားခဲ့ပါတယ်။မီရှယ်လေးကိုကြည့်ပြီးတော့လေကျွန်းပေါ်မှာမိကသူ့အတွက်ဘလောက်တောင်အရေးကြီးခဲ့လဲဆိုတာကိုပြန်စဉ်းစားနေခဲ့တာပါ။ချက်ကကိုတင်ပေါ်မှာတော့အဲ့လိုမရတော့ပါဘူး။သူကလွန်နေတဲ့နေပေါင်းများစွာကကယ်လီပေးခဲ့တဲ့လက်ပနာလီလေးကိုစိုက်ကြည့်ရင်ချန်ပီယံပေါ်မှာပဲအိတ်နေခဲ့ပါတယ်။သူမကတခြားကြောင်နဲ့လက်ထပ်သွားခဲ့ပြီးမြဲချက်တနည်းနဲ့ဒီခိတ်စာကိုအပြက်လက်ကဖြည့်ရှင်းဖို့လိုအပ်နေတာပါ။ဒါကြောင့်သူကကယ်လီရဲ့အိမ်ကိုတက်ဆီနဲ့သွားခဲ့ပါတယ်။ချက်ကလူခေါ်ပဲကိုတီးဖို့လောက်တုံးမှပဲကယ်လီကတကားဖွင့်လာပြီးသူ့ကိုအထဲဝင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ ချက်ကတခုခုပြောဖို့ကြိုးစားပေမဲ့ကယ်လီကသူ့ကိုချက်ချင်းပဲဖတ်လိုက်ပါတော့တယ်ချက်ကသူမလက်ဆောင်ပေးခဲ့တဲ့နိုင်လီကိုပြန်ပေးလိုက်တဲ့အခါကယ်လီကသူ့ကားကိုအခုထိတင်ထားထတာကိုမြင်ပြီးအံ့တော်သွားခဲ့ပါတယ်ဒါကမိသားစုအမွေနဲ့နိုင်လေးဖြစ်တာကြောင့်ချက်ကကယ်လီကိုပဲတင်ထားစေချင်တာပါအဲ့ဒီနောက်ကယ်လီကသူပျောက်ဆုံးသွားပြီးတဲ့နောက်မှာလဲသူ့ရဲ့ကားကိုဆက်တင်ထားပေးခဲ့ကြောင်းပြသခဲ့ပါတယ်သူမကကားတော့ကိုပေးလိုက်တာကြောင့်ချက်ကကားထဲကိုဝင်ထိုင်လိုက်ပါတယ်သူတို့နှစ်ယောက်နန်းခဲ့ကြပေမဲ့ကယ်လီကသူမကိုသူမပြန်ထိုင်လိုက်ပါတယ်ချက်ကကားမောင်းထွက်သွားတဲ့အခါမှာတော့ကယ်လီကသူမပြောစရာတွေကြံသေးတယ်ဆိုတာကိုသိသွားပြီးချက်ကိုလှမ်းခေါ်ရင်နောက်ကနေပြေးလိုက်လာခဲ့ပါတယ်ချက်ကလည်းကားပေါ်ကဆင်းလာပြီးသူတို့နှစ်ယောက်ပြန်နန်းခဲ့ကြပါတယ်ကယ်လီကသူပျောက်ဆုံးသွားခဲ့တဲ့၄နှစ်အတွင်းမှာသူ့ကိုလက်လွတ်လိုက်ရပေမဲ့အမြဲတမ်းချစ်နေခဲ့သလိုနောက်လည်းဆက်ချစ်နေအောင်မှာပါလို့ပြောခဲ့ပါတယ်ချက်ကလည်းသူမကိုချစ်တဲ့အကြောင်းပြန်ပြောခဲ့ပေမဲ့သူတို့နှစ်ယောက်ပြန်ပေါင်းထိုးဖို့ကအချိန်နှောင်းသွားပြီဆိုတာကိုသူသိနေခဲ့ပါတယ်ကယ်လီကလည်းသူမရဲ့မိသားစုကိုပြစ်မထားနိုင်ပါဘူးဒါကြောင့်သူတို့နှစ်ယောက်လမ်းခွဲလိုက်တာကအကောင်းဆုံးဖြစ်မှာပါစကားရဲ့အဆုံးမှာတော့သူကားမောင်းနေတာကိုတွေ့ရပါတယ်သူကကျွန်းပေါ်မှာတော့ဖွင့်ခဲ့တဲ့ပါဆယ်ထုတ်တွေအားလုံးကိုလိုက်ပို့နေတာပါသူကအိန္ဒိယမှာရက်လိုက်ပေမဲ့ဘသူ့ကိုမှရှာမတွေ့ခဲ့ပါဘူးဒါကြောင့်သူကတကားပေါ်မှာပါဆယ်ထုတ်ကိုထားခဲ့ပြီးဒီပါဆယ်ထုတ်ကကျွန်တော်အသက်ကိုကယ်တင်ခဲ့တာပါကျေးဇူးတင်ပါတယ်ချက်နိုလန်ဆိုရစာတိုလီရေးခဲ့ပါတယ်ကားပြန်မောင်းလာရင်လည်းချက်ကမြေပုံကိုကြည့်ဖို့ရက်လိုက်ပါတယ်သူနောက်ခက်ပဲကိုသွားရမလဲဆိုတာစဉ်းစားနေတာပါအဲ့ဒီအချိန်မှာအမျိုးသမီးတစ်ယောက်ကကားရက်လိုက်ပြီးသူ့ကိုကူညီရမလားလို့မေးခဲ့ပါတယ်ချက်ကရှေ့ကလမ်းကဘဲကိုရောက်တာလဲလို့မေးလိုက်ပါတယ်အဲ့ဒီအမျိုးသမီးကသူမေးခွန်းကိုဖြေပြီးကားပေါ်ပြန်တက်သွားခဲ့ပါတယ်သူမကားမောင်းထွက်သွားတဲ့အခါမှာတော့သူမရဲ့ကားနောက်မှာကျွန်းဖော်တုံကသူမဖွင့်ပဲခြံထားခဲ့တဲ့ပါဆယ်ထုတ်ပေါ်ကကောင်းကင်တမအတောင်ပန်းပုံစံလေးကိုချက်တတိထားမိလိုက်ပါတယ်သူကိုအသက်ရှင်ဖို့တွဲအားပေးပြီးအသက်ကယ်ခဲ့တဲ့အဲ့ဒီပါဆယ်ထုတ်ရဲ့ပိုင်ရှင်ကတော့အခုသူလေးတင်တွေးခဲ့တဲ့အမျိုးသမီးပဲဖြစ်ပါတယ်စကားအစမှာသူမရဲ့ခင်မွန်ဘာတွေလုပ်နေလဲဆိုတာကိုပြန်တတိရမယ်ဆိုရင်သူမကအခုဆိုရင်တယောက်တည်းဖြစ်နေနိုင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like ပေးခဲ့ပြီးနောက်ထပ်ဗီဒီယိုလေးကိုမလွတ်ရအောင် channel ကို subscribe လုပ်ထားပေးပါဦးနော်